တို့ရေဒါကြရေဒီမှာနင်တို့ကြိုက်တဲ့နှစ်ခေါက်သက်ပေါ်နည်းနည်းလေးဝိုင်းဝန်းစားကြရအောင်ဒီမလေးကမွေးနေတာလေနှစ်ခေါက်စုံမစားရတာကြာပြီခင်ဗျားတို့ဘုံတွေးပြရမယ်ဒီမှာရောက်လာပါဒီနေ့ရလေးတင်ပြရတော့ရကြာအရင်ကဒီလိုမျိုးသိကောင်းပါလေနော်အေးပါကဲနင်ကဝင်ထိုင်ပြီးတော့စားတော့အောင်ကဒီချိန်စားနေတာမဟုတ်ဘူးလက်ခံနေတယ်လို့အောင်ရင်ချောင်းတော့ခဏစားရအောင်ပါပါတယ်ကျွန်တော်ခဏစားရအောင်ကိုအရင်လုံးလို့လားစောစောစီးစီးနော်အောင်ဘယ်လောက်လေးမလောက်စားဆိုးရပါမရအရင်ကတောက်တဲ့သေးတယ်ကြီးခိုင်းနေနေအစားကြီးရင်ချောင်းနေအဲ့ဒီစေးဆိုတဲ့ဒါဒီကဟိုတော့ကျမ်းမာနေကြဒီတော့ကနေ့ကလည်းထိတာတို့ဒီလိုအရင်ကျန်နေမတော့ဘူးအရင်အကောင်းဆုံးအနည်းနဲ့တွေးနေတက်ဟုတ်တယ်သိနေရတော့လေကဲအဲ့ဒါခေါင်းနဲ့မမကြီးအားကြောင့်ပေးရတာလေပြောတော်ပြီဟဲ့ငါဘာမှမပြောတော့နေရတော့လေသိရနေတာလေကျွန်တော်ခဏတော့ကြည့်တယ်သဘောကျသွားတယ်ကြံနေကြရတယ်ကျွန်တော်လည်းသူ့ကိုကြိုးခိုင်းထွက်လာခဲ့နေတက်ပြင်းချတော့ဘာမှမတက်နိုင်ဘူးရှင်ပြန်လာရောက်တော့ဒီသူရတဲ့ခေါင်းဆောင်မှုတွေ